သူ့ပေါ်ဖြစ်သိတဲ့လူပဲဖြစ်မသိတဲ့လူပဲဖြစ်မြင်ရတဲ့တ attva ပဲဖြစ်မမြင်ရတဲ့တ attva ပဲအားလုံးအစဉ်ပြေကြပါစေအစဉ်ပြေတာပဲကြည့်ချင်နဲ့နော်ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့ဟောဒီစိတ်ကလေးကိုကိုယ်တဏ္ဍာမှာမွေးထားမနဲ့အေးရထားတဲ့အချိန်ကနေမွေးထားဒါကိုစိတ်ကောင်းလို့ခေါ်တာပဲအဲ့ဒါလို့ကိုယ်စိတ်ကောင်းထားတဲ့ဟာဒီကုသိုလ်ကနည်းတဲ့ကုသိုလ်လားလို့ဆိုအမြဲတမ်းကြီးမားတဲ့ကုသိုလ်လို့မြတ်စွာဘုရားကဝေလာမသုတ်တံမှာဟောထားတာနော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာတဲ့ငွေကြေးတနာအကုန်ကြပြီးတော့လှူတဲ့ပစ္စည်းလေးပါအလှူတွေတဲမယ်စတုဒိတတန်ဃာကိုရည်စူးပြီးတော့ကျောင်းဆောက်အလှူဟာအကောင်းဆုံးပဲဒါဖြင့်သူ့တဲ့ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံ၃ပါးဆောက်တည်တာအဲကျောင်းဆောက်လှူတာတဲ့ပုဂ္ဂိုလ်တို့ရဒါဖြင့်တရဏဂုံဆောက်တည်တာတဲ့ကောင်းတာရှိသေးလားအေး၅ပါးသီလထပ်ပိုးလိုက်ရင်ဒီတဲ့ကောင်းတယ်ဟောဒီလိုဟောတာနော်ဒါဖြင့်၅ပါးသီလတပည့်တော်တို့တရဏဂုံလည်းရတယ်၅ပါးသီလလည်းရှိတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ရှိတယ်မေတ္တာပွားဟောမေတ္တာပွားတယ်တရားတွေအားလုံးပေါ်မှာခြုံကုန်ပြီးကိုသိတဲ့လူရောမသိတဲ့လူရောကမ္ဘာလောကမှာရှိတဲ့လူတွေအားလုံးအစဉ်ပြေကြပါစေဆိုတဲ့စိတ်မွေးတာဟာဘာလို့ထားတော့ဆိုကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာအမုန်းတရားမရှိဘူးဆိုတာထုတ်ဖော်နေတာပဲအရေးကြီးတာအမုန်းတရားမရှိဖို့ပဲ